ကျွန်တော်မိတ်ဆွေတငယ်ချင်းတွေလည်းတရက်ကျွန်တော်ရဲ့ဗီဒီယိုတွေကြည့်ပြီးတော့မှအားကျဉ်းနှမှုရှိမယ်လို့ထင်ပါပဲဆိုတော့တရက်မတူကွဲပြားတဲ့မျိုးတွေစမ်းပြားတဲ့မျိုးတွေမြည်တွေ့ခွင့်ရတဲ့ကြောင့်ဒါမိတ်ဆွေတငယ်ချင်းတွေနဲ့လည်းကျွန်တော် follow လုပ်ထားတာဒါကြည့်ရှုစရာခံစားစရာ entertainment တစ်ခုဖြစ်တာပေါ့အခုကျွန်တော်နောက်ထပ်မိတ်ဆက်ပြီးမှတော့ဒါကျွန်တော်အနောက်မှာရှိတဲ့ဒါကတော့စွန်နာရီလာအုပ်စုပါပေါ့ဒါကျွန်တော်ပြောမယ်ဆို CO ပို့မျိုးရင်းရတာပဲဖြစ်ပါတယ်ကဲဟုတ်ပြီ CO မျိုးပြီးကကာလာလေးကနည်းနည်းပို့ပြီးတော့လှနေပေါ့နော်ဘာဖြစ်လို့ဆိုတော့အမြင့်ပိုင်းကြိုက်လို့ပေါ့နော်ကာလာအရွက်အသားတတူပေါ့နော်ဒီကဖျောင်းသားလို့ကာလာလေးတတူရှိတယ်အနောက်ရွက်ကြော်နီတယ်သူကကျွန်တော်အမြင့်ချောင်းပုံစံမျိုးရှိတယ်သူလည်းဒေါ်မန်စီဝင်တယ်ဒေါ်မန်စီဝင်တယ်ဆိုတာကစောင်းတို့ຫນွေတို့မှာဆိုအပင်ကြပြီးတော့မှမိုးတွေမှာပဲရှင်တန်တယ်ဒါကတော့လှရဲဆိုတော့ထွက်ခါစားမှုလို့ပေါ့အယောင်အဖြစ်တော့အနီရောင်ရက်ကတိပါသားပေါ်မှာမိုးလို့လာတာပေါ့နော်နောက်ထပ်နည်းနည်းရင့်သွားတဲ့ခါကျရင်တော့နည်းနည်းပေါ့အစိမ်းရောင်ပဲပြောင်းသွားတော့ပေါ့ဒါပေမဲ့တိတ်တော့မလာဒါပေမဲ့လည်းသူကဒီလိုပုံစံမျိုးပြောင်းသွားပြီဆိုတော့တိတ်မကြဘူးအပွင့်ပွင့်မှာပေါ့နော်ကဲကျွန်တော်လည်းတူတူအနီးကပ်နေထားကြည့်အောင်ဒါကဒါမိတ်ဆွေငယ်ချင်းတို့ဒါအနီးကပ်မြင်တွေ့ရတဲ့အနေထားပါဒါကတော့အရွက်သိအရွက်နှုတ်ထွက်ခါစားပေါ့ဒီအနေထားအလန့်ဆုံးပဲဆိုတော့ကာလာလေးကပြီးနဲ့လာတာပေါ့နော်ဒါပေမဲ့သူကနောက်ထပ်ကြာလာတဲ့ခါကျရင်ဒီလိုအစိမ်းရောင်ပဲသွားမယ်နောက်လာလောက်ဆိုရင်ဒီ9လပိုင်းလလင်လောက်ဆိုသူပန်းပွင့်ပြီပေါ့နော်တပင်နဲ့တပင်မတူဘူးပေါ့ဒီပင်ကတော့9လပိုင်းလကောလောက်မှပန်းပွင့်မဲ့အပင်တွေဒါကတော့9လပိုင်းလလယ်လောက်ပန်းပွင့်မဲ့အပင်တွေပေါ့နော်ကဲဟုတ်ပြီပန်းပွင့်တဲ့ခါကျမှပဲကျွန်တော်လည်းတူတစ်ခါပြန်ပြီးတော့ခန်းစားကြအောင်ကျေးဇူးတင်ပါတယ်